ကေယူစားတောက်ဆိုင်ရေးမှာဈေးကြီးပေးစားရတဲ့မာလာချက်သားလုပ်နေလေးကိုအိမ်မှာလွယ်တကူလုပ်ဆောင်လို့ရအောင်လို့ဝေမျှပေးလိုက်ပါတယ်။အရင်ဆုံးချက်ပေါင်သားလေးတို့ကိုကချီလေးနဲ့ကြိုက်ပြီးတော့အယူထုတ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အိုးထဲမှာရေးထည့်ပြီးချက်ပေါင်သားလေးတွေကိုတတုံးရင်းစီထည့်ထားပေးလိုက်ပါ။နောက်ထပ်ချင်းချစ်သွန်မဲဝါကြောက်စီနဲ့ကုကင်းဝိုင်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။ပြုတ်နေတော့အပေါ်မှာမြုပ်လေးထားလာပြီဆိုရင်တော့ဆဲထားပေးလိုက်ပါ။ရသွားပြီဆိုရင်တော့အေးစက်နေတဲ့ရေခဲရေမှာဆင်းထားပေးလိုက်ပါမယ်။အလာဆော့စ်လို့ဖို့အတွက်ချက်သွန်ဖြူမြုပ်သီးအနီချက်သွန်မိတ်နဲ့မြုပ်သီးမုတ်နဲ့ဝါကြောက်စိထည့်ပြီးတော့အပေါ်ကနေစီပူလေးလောင်းထားပေးလိုက်ပါပြီးရင်တော့နှံတော့နေပေးပြီးဖင်ကပြရဲ့အကြီးဗနီကာ QZ စာချက်သားမုတ်နဲ့မြုပ်ကောင်းမုတ်လေးထည့်ပြီးတော့ချစ်ပြုတ်လေးပါထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့နှံတော့မွေးထားပေးလိုက်ပါခုနရေးစင်ထားတဲ့ချက်သားလေးတွေကိုရေပြောင်စစ်ပြီးတော့တုံးလေးလေးထားပေးလိုက်ပါမယ်။နောက်ဆုံးပကံလုံးထဲမှာတဖာသီးလေးတွေနဲ့ခုနချက်သားလေးတွေကိုထည့်ပြီးတော့မာလာဆော့စ်လေးကိုလောင်းထားပေးပြီးတော့ရဆိုရင်တော့ခုလိုမျိုးစားလို့ရကောင်းတဲ့မာလာချက်သားလေးကိုရပါပြီနော်။